ဦးလေးကဘာလို့အတရခံဖြစ်ပေးရမှာလဲဦးလေးမအဲ့ဒီကားကိုမမောင်းခဲ့တာ တောင်းဆိုနေတာမဟုတ်ဘူးအခွင့်အရေးပေးနေတာဒီငွေတွေကိုယူပြီးရဲတွေရှိမှရှင်ကိုယ်တိုင်ဝန်ခံရလိမ့်မယ် မဝင်ခံနိုင်ပါဘူးဦးလေးလောက်ခဲ့တာမှမဟုတ်တာပြီးတော့သမီးကဦးလေးသမီးနဲ့တက်တူရွယ်သူလောက်ပါပဲဘာဖြစ်လို့ကို့အဖေအရွယ်လူကြီးသူမအပေါ်အဲ့လောက်ထိရိုင်းနေရတာလဲ ဖဖေအဆင်ပြေရဲ့လားဟဲ့နင်တို့ငါအဖေကိုဘာလို့ဒီကိုဖမ်းခေါ်လာရလဲပြီးတော့အဲ့ဒီမတန်ရှင်းတဲ့ငွေတွေနဲ့ငါအဖေကိုလာပြီးစားတတ်တဲ့ခမရှာနဲ့နင်တို့ငွေရှိတယ်ဆိုတိုင်းလက်ချင်တဲ့လို့ရမယ်မထင်နဲ့စိတ်ထိသွေးစရာကောင်းတဲ့မိသားစုလေးပါလားစိတ်တောင်လှူရှားမိတယ်ဒီအဖေရဲ့ကံကြမ္မာကထောင်ထဲမှာနေဖို့မွေးဖွားလာပြီဘာကိစ္စကောင်းမှပြီကံကြမ္မာကိုငင်းဆိုင်နေရတယ်